အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အသုံးပြုနေတဲ့ TikTok အကောင့်ကိုဖွင့်ခဲ့တဲ့ကျွန်တော်တို့ Gmail နဲ့ဖုန်းနံပါတ်ကိုမသိတော့တဲ့အချိန်မှာကျွန်တော်တို့ပြန်ယူလို့ရမယ့်နည်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ TikTok ထဲကိုဝင်လိုက်ပါခင်ဗျာTikTok ထဲမှာကျွန်တော်တို့ဒီညာဘက်ချမ်းက profile ဆိုတာလေးနဲ့လိုက်ပါဒီမှာကျွန်တော်တို့ကကိုယူရှင်တဲ့ account ကိုပေါ့နော်ဒီတပြင်းတခြား TikTok account တစ်ခုကနေပြီးတော့ share မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ဒီအောင်ဆန်း account ကိုပြန်ယူပြမှာပေါ့နော်ဆိုလို့ချင်းကျွန်တော်တို့ကဒီသူ့ရဲ့ကျွန်တော်တို့ဒီ user name ကို copy လုပ်လိုက်ပါလက်ကလေးနဲ့ဖိလိုက်ပါခင်ဗျာလက်လေးနဲ့ဖိလိုက်လို့ရှိရင်သူကအခုလိုမျိုးပေါ်လာတယ်ပေါ့နော်အခုလိုမျိုးပေါ်လာတယ်ဆိုလို့ချင်းကျွန်တော်တို့ကဒီကောင်လေးကိုပြန်ထွက်လိုက်ပါကျွန်တော်ဒီမှာ suite account ဆိုတာနှိပ်လိုက်ပါအောက်က add account ဆိုတာထည့်လိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ add another account ဆိုတာလေးထည့်လိုက်ပါဒီမှာကျွန်တော်တို့ use phone email username ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါခင်ဗျာဆိုလို့ချင်းတော့ကျွန်တော်တို့ကဒီမှာ email နဲ့ username ဘက်ကိုသွားလိုက်ပါဒီမှာကျွန်တော်တို့ခုနက Google ရဲ့နာမည်ကိုကျွန်တော်တို့ထည့်လိုက်ပါပြီးလို့ချင်းတော့ကျွန်တော်တို့ continue ဆိုတာနေပေးလိုက်ပါခင်ဗျာဒီနေရာမှာကျွန်တော်တို့ password ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ TikTok အကောင့်ကိုရရှိပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာတာယာတော့နေ့လေးဒီနေ့ဖြစ်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ် Mobile knowledge sharing